بالله من الشيطان الرجيم بسم الله الرحمن الرحيم السلام عليكم ورحمة الله وبركاته 13 तारीख शुक्रवार मार्च 3 मार्च 2026 अरकान अरसाजा टीवी न्यूज़ उत्तर प्रदेश खबर फुनोदे रोहिंग्या मुस्लिम 现在的一个都，澳洲木有那么偏多了，把不露偏来是咯，这个别的话问你也没打住的个，哦，水苗的个，没打住问说啊，就那说了打烟都话都冇，打烟说来的路偏些啊，叫我们修过喏，然后半夜三呀，水苗啊，大概到啥来偏进偏里面，烟到啥来偏进偏里面。 ဒါတခုခုတော့တခုခုပေါ့နော်တခုခုတော့တခုခုပဲလို့ပြောမှာပေါ့အဲ့တော့အဲ့ဒီမှာသူကအဲ့ဒီတက်ဖွဲ့ဝင်ရဲ့မိသားစုဝင်တွေကပေါ့နော်ဒီလိုဆွေမျိုးညာတီးတဲ့ကနေပြီးကမှရက်ွက်သုံးအုပ်ချုပ်ရေးမှုနဲ့ပြည်သူစစ်တက်ဖွဲ့ဝင်တွေကဒီမြောက်ရီယာပြည်သူစစ်ဒီကတော့စစ်ကောင်စီနဲ့ပေါင်းတဲ့ခွေးတွေပေါ့ဗျာခွေးတွေကနေပြီးကမှပေါ်တာဆွဲသွားတာစစ်တပ်တဲ့ထဲကိုပေါ်တာဆွဲသွား ပေါ်တာဆဲကအဲ့ဒီတပ်ဖွဲ့ဝင်6ယောက်ကသူတို့မိသားစုတွေပါတဲ့ခါကျတော့6ယောက်လုံးရဲ့မိသားစုတော့မဟုတ်ဘူးပေါ့နော်အဲ့ထဲမှာပါတဲ့လူတွေရဲ့ကျန်တဲ့လူတွေကလည်းအကူလိုက်ပေးတာပေါ့လိုက်ပြီးတော့မှဒီရက်ွက်သုံးအုပ်ချုပ်မှုရုံးမှာသွားပြီးတော့မှတပြောတာတပြောတော့ဟိုက DKB တပ်ဖွဲ့ဝင်တွေရဲ့အဲ့လိုမျိုးပတ်သက်ရပတ်သက်ကြောင်းပေါ့ဗျာကျွန်တော်ပြောဆန္ဒဆွေမျိုးညာတီးတယ်ဆာလို့ရှိရင်တော့ပတ်သက်ရပတ်သက်ကြောင်းဆိုတာပုံမှန်လိမ့်မယ်ပေါ့ပတ်သက်ရပတ်သက်ကြောင်းတွေကိုပြန်ပြီးတော့မှ ပေးလိုက်တယ်ကျန်တဲ့လူတော့ပေါ်တာဆွဲသွားတယ်ပေါ့ဗျာဟုတ်ပေးလိုက်တယ်ပေးလိုက်တော့အဲ့ဒီလူတွေကိုပြန်ခေါ်ပြီးတော့မှသူတို့ကရက်ွက်ရုံးရှေ့ကိုထွက်တယ်ထွက်တဲ့အချိန်မှာဒီတပ်ဖွဲ့ဝင်6ယောက်ထဲကတယောက်ကဟိုတနက်ကြီးထိုး6ယောက်လုံးနဲ့ထိုးရင်ထိုးထားမှာပေါ့နော်ဒါပေမဲ့တနက်ကြီးထိုးထားတဲ့တနက်ကနေပြီးကမှမတော်တဆကြီးပေါက်ထွက်မှုဖြစ်တာဘုံတို့ကြီးပေါက်သွား ပေါ်တော့ထရီကာကိုလည်းနဲ့နေပြီးတော့ဒါမှမဟုတ်လို့ရှိရင်တနက်ကိုကားပေါ်တက်ခါနေဒီလိုမျိုးရွယ်ထိုင်းကနေကောက်ဆွဲလိုက်တဲ့အချိန်မှာ equipment နဲ့ဒီဟိုဟာနဲ့ထရီကာနဲ့တွားပြီးတော့တခုခုနဲ့ထိမိပြီးတော့ဗောနော်ဘုံဆိုတနက်ကထွက်သွားထွက်တော့ဟိုဒီရက်ွက်သုံးအုပ်ချုပ်မှုယုံတွေကကောင်တွေကလန့်ပြီးတော့မှသူတို့ပြစ်ပါတယ်ဆိုပြီးတနက်နဲ့ပြစ်ပါတယ်ဆိုပြီးတော့မှသူတို့ဝိုင်းပြစ်တာအဲ6ယောက်ကိုအဲကားပေါ်တက်နေတဲ့6ယောက်ကိုဝိုင်းပြစ်တာ ဝိုင်းပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒါဟိုတေကုံရတယ်ပေါ့ဗျာ2ယောက်တေတယ်1ယောက်ကတော့ပြင်းထန်တယ်ရတယ်3ယောက်ကတော့ပေါ့ပါပေါ့နော်ပေါ့ပါဒဏ်ရာရတယ်ဆေးရုံမှာဆေးရုံ1ယောက်ကုသနေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမတစ်ချက်မေးချင်တာကတိကျင်တာကစစ်ကောင်စီကိုကျွန်တော်တို့ကမေးခွန်းထုတ်ဒီချိန်မှာစစ်ကောင်စီကိုခင်ဗျားတို့ကအစိုးရလို့ခံယူထားတာဖြစ်တဲ့အတွက်ကိုဇိုတင်းဆိုးရဖြစ်နေတယ်ကျွန်တော်တို့ကကော်ရှင်လေးတစ်ခုရှုကျင်တာကဘာလဲဆိုတော့ ဒီတပ်ဖွဲ့ဝင်တွေရဲ့ပတ်သက်ရပတ်သက်ကြောင်းတွေကစစ်မှုမထမ်းရဘူးလားအဲ့ဒါဆိုရင်ကျွန်တော်နိုင်ငံမှာလက်နက်ရှိရင်ရန်နေလို့ကောင်းသွားပြီပေါ့အဲ့ဒီအတီးစိတ်ကအဲ့လိုမျိုးကြီးကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေလည်းဒီလိုမျိုးစိတ်ကြီးဝင်သွားလို့မရပြန်ဘူးဘာလို့လက်နက်ကင်ထားရင်အဆင်ပြေတယ်ဆိုတေချာတာတော့မြန်မာနိုင်ငံမှာကျွန်တော်လက်နက်ကင်ထားရင်လုံးဝအဆင်ပြေတယ်အဲ့ဒါတော့အတေချာပဲဒါလုံးဝ ဟိုရှူသွားလို့ပြောလို့ရတယ်ပေါ့နော်အသက်16နှစ်အထက်လုံးလက်နက်ပေးကြိုက်ထားမလို့ဖြစ်နေအောင်လက်နက်ကင်ထားရင်တော့အဖွဲ့အစည်းတရက်ရှိလို့ရှိရင်ဒါ BGF DKBA PC နော်အပြီးရင်ကျွန်တော်ကျန်တဲ့ဒါဟို SSA တို့ဘာတို့ပေါ့နော်ဒီလိုမျိုးတွေပေါ့အဝါတို့အဲ့လိုမျိုးတွေဆိုရင်စစ်ကောင်စီကထိရဲလာဆိုမထိရဲဘူးပြီးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စစ်မှုထမ်းဥပဒေကြီးက နိုင်ငံတော်ဝမ်းမှာရှိရလက်နဲ့လေအောင်မြင်းဆောင်မကြံကလူတွေနဲ့လုံးဝအကျုံးမဝင်ဘူးဆိုတာတေချာသွားပြီဘလို့လူတွေမှာပဲသွားအကျုံးဝင်နေတယ်မရှိစင်းရဲသားတွေမှာသွားအကျုံးဝင်နေတယ်အရန်ကြောက်ဖို့ကောင်းသွားတယ်စဉ်းစားကြည့်လို့ရှိရင်အဲ့တော့တော်လိုင်းကြီးကအတွန်းရှိပါစေတော်လိုင်းကြီးတွန်းရှိပါစေလို့စစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်တွေကစူတောင်းရင်တောင်းလိုက်မယ်ဘာကြောင့်လဲဆိုတော့တကယ်မြေပြင်မှာမတက်ရတဲ့ကောင်တွေကစူတောင်းမှာပဲ ဘာလို့ဆိုတော့ဂိမ်းမှာပတ်စံကောက်စားလို့ရနေတာ哦အဲ့တော့စူတောင်းပါပဲတချို့ဂျားနေတော်လိုင်းတပ်ဖွဲ့ဟိုလက်နက်ကင်တပ်ဖွဲ့တွေ sorry တော်လိုင်းတပ်ဖွဲ့မို့လက်နက်ကင်တပ်ဖွဲ့တွေကလည်းစူတောင်းပါတယ်တော်လိုင်းတွန်းရှိပါသေးဒါဆိုရင်ငါတို့ဂျားတွေကနေပြီးတော့မှလူပို့ပေးတာတို့လက်နက်ဂျားတွေကနေမှဟိုဝယ်ပေးတာတို့ဟောမင်းဆို
လက်ထက်တနက်ရသွားလို့ပေါ့နော်ဒီကောင်လက်ထက်တနက်ဘယ်လိုရသွားလဲဒီဖွဲ့တစ်ဖွဲ့ပဲရပဲဝယ်ပေးလိုက်လို့ဒီကောင်ဒါမှမဟုတ်အဲ့ဖွဲ့တစ်ဖွဲ့ပွဲကဝယ်ပေးတဲ့လူစီကနေဒီကောင်တဆင့်ကန်ပြန်ယူလို့ပေါ့နော်အဲ့လူတွေကတော်လိုင်းရေးအတွန်းရှိပါစေဆိုပြီးတော့မှဆူတောင်းနေအဲ့ဒီတော်လိုင်းရေးအတွန်းရှိနေဒေဒီ၍ဘသူတွေနစ်နာနေပဲပြည်သူလူထုပဲနစ်နာပေါ့နော်ပြည်သူမှာပတ်စံရှိရဲ့ပြည်သူမဟုတ်ပတ်စံမရှိရဲ့ပြည်သူကနစ်နာနေမှာဘာကြောင့်လဲခင်ဗျားတို့ရဲ့တာသမီးတွေမွေးထုတ်ထားတဲ့လူတွေပါမှာအမျိုးသားစစ်မှုထမ်းတွေအမျိုးသမီးစစ်မှုထမ်းဘက်ကို changes လုပ်လာမယ်နောက်ဆုံးမှဘာဖြစ်အမျိုးသားတွေကလည်းអော်လာတော့မယ်လေကျွန်တော်တို့ကြီးပဲစစ်မှုထမ်းခေါ်နေရလားအမျိုးကြီးညာထားတော့အမျိုးသမီးပါပါတယ်ဘာဖြစ်လို့အမျိုးသမီးကိုမခေါ်တာလဲဆိုတော့ကိစ္စပါလာတော့မယ်နော်အဲ့တော့ဒီဟာကြီးကသွားပြီးတော့ရွေးထုတ်လို့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာပတ်စံပေးရလားဆိုပေးရတဲ့အကြောင်းမရှိဘူးဘာလို့တနက်ကြီးနဲ့လာခေါ်တာဟုတ်ဗျပတ်စံပေးရတဲ့အကြောင်းမရှိဘူးကျွန်တော်တို့ပြည်သူကအဲ့လိုမျိုးသွားထုတ်ကြည့်ပါလားသွားခေါ်ကြည့်ပါလား10ကနန်းရာကနန်းနော်အနေထားပုံမူတည်ပြီးတော့မှရွှေတဲလဲငွေတဲလဲနဲ့သွားပြီးတော့မှပြောလို့ကတော့ရွှေတဲလဲငွေတဲလဲဈေးပေါ့နော်ထမိန်ဆုံးနဲ့သွားလို့ကထမိန်ဆုံးဈေးပေါ့ဒီလိုမျိုးတော့မရရတဲ့ဟာတစ်ခုခုနဲ့တော့ညှစ်ထုတ်မှာပဲဆိုတဲ့ဟာတော့လုံးဝတေချာသွားပြီအဲ့တော့နောက်ဆုံးမှဘလူနစ်နာပြည်သူပဲတော်လိုင်းရေးတွန်းရှိပါသေးကြိုက်တလောက်တွန်းရှိပြည်သူနစ်နာမှာပဲအတွန်းရှင်တွေဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့လဲတောက်လျှောက်တော်လှန်နေအောင်မှာပဲတိုက်ခိုက်နေအောင်မှာပဲဒါပေမဲ့ချစ်ကောင်စီကအဲ့လိုမျိုးကျွန်တော်တို့ပြန်ပြီးတော့မှတော်လိုင်းတက်ဖွဲ့တွေကိုဖိနှိပ်ဖို့အတွက်ပြန်ပြီးတော့မှတိုက်ခိုက်နိုင်ဖို့အတွက်စစ်မှုတိုင်းကြီးကစုကိုစုနေအောင်မှာပဲအဲ့စစ်မှုတိုင်းစုနေရသေးသေးရတော့ဒီဟွာဖြစ်နေအောင်မှာပဲလို့ပြောချင်တာပေါ့နော်အဲ့ဒီဟာတော်တော်အရေးကြီးတယ်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ခင်ဗျားတို့ကမင်းအောင်လိုင်းရဲ့ဘက်တော်သားတွေခင်ဗျားတို့ကိုယ့်အကိုစဉ်းစားကြည့်ဒီလောက်မညီမျှတဲ့ဥပဒေပြဋ္ဌာန်းထားတဲ့ဟာက DKBA ကလူကိုတွားပြီးတော့မှDKBA ကိုကျွန်တော်မကောင်းပြောတာမဟုတ်ဘူးမထီးရဲဘူးလေစစ်ကောင်စီကအဲ့ဒါဆိုရင်စစ်တပ်ကဗိုလ်ချုပ်ကြီးတွေရဲ့တားတွေရောဝင်ပြီးတာဝန်ထမ်းဆောင်နေလားမထမ်းဆောင်ဘူးနော်ဆက်ဘုံမူကြီးတွေရဲ့တားတွေရောပါလေအခုစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်တယ်ဘာမှစစ်တပ်ကြောင့်နှခမ်းတစ်လုံးမှမသိတဲ့ကောင်တွေပြောရမယ်ဆိုရင်ဟာကျွန်တော်တို့ဘာပြောလဲကျွန်တော်တို့ပြောတဲ့စကားနဲ့ပဲအဲ့ကောင်တွေကိုကျွန်တော်ပြန်ပြောမှာပေါ့နော်ကျွန်တော်တို့ဘာမင်းတို့ပဲစားလာပြီးတော့မှအခုမှတစ္ဆာဖောက်ပြီးတော့မှလာပြီးတော့မှစောက်စကားတွေလာစောက်ကြီးစောက်ကျက်တွေထိုင်ပြောမနေနဲ့လို့ဘာလို့ပြောတဲ့ကောင်တွေကျွန်တော်တခုံးပဲပက်ခနဲ့ပဲပြန်ပြောလိုက်ပဲအဲ့ဘိုလ်မူကြီးသားတွေဘိုလ်မူချုပ်သားတွေဗိုလ်ချုပ်သားတွေဒီကောင်လေးတွေကဘိုက်ထဲမှာကလေးပဲစားတာကျွန်တော်တို့က16နှစ်ပြီးမှပဲစားတာအဲ့ဘိုက်ထဲမှာတွေကပဲစားတဲ့တရောင်းသားလေးတွေကဒီနေ့ဒီချိန်ကြီးဘာလို့တစ္ဆာဝင်ပြီးတော့မှမဆောင်သိတာလဲစစ်တပ်ထဲဘာလို့မဝင်တာလဲပေါ့နော်အဲ့တော့ဒီစစ်မှုတန်းဥပဒေကြီးကဒီတဘိုးကြီးကအကုန်လုံးဝင်ယုံနေတဲ့တဘိုးလားဆိုမဟုတ်ဘူးနှိမ့်တဲ့နေရာကိုပဲဖိမဲ့တဘိုးကြီးပြည်သူကိုစဉ်းစားတော့ပေါ့နော်ဒါတစ်ချက်ပေါ့နော်ဒါတစ်ချက်ပြောချင်တာနောက်တစ်ခုကအဲ့မှာဖြစ်စဉ်ကရှုပ်သွားတယ် DKBA မှာ DKBA တပ်ဖွဲ့ပြစ်ခတ်မှုဖြစ်တယ်ဘာညာဆိုပြီးတော့မှဟောဖြစ်ကြတယ်ပေါ့နော်အဲ့ဒီမှာကတိတ်ဆုံးသွားတဲ့ဆာယာဖားကဆွဲမှုဘိုထိန်ဆိုတဲ့ကောင်တစ်ကောင်ကပေါ်လာပြန်အောင်နော်အဲ့ဘိုထိန်ဖြစ်စဉ်နဲ့ဆောနာရက်ွက်သုံးဖြစ်စဉ်တွေကတခုတည်းမနေ့ဖြစ်စဉ်ကဇက်တိုက်ဖြစ်သွားတဲ့အခါကျတော့တခုတည်းပေါ့နော်ဒါပေမဲ့ရောသွားကြတာပေါ့လူတွေလုံးသွားကြတာဘိုထိန်ဆိုတဲ့ကောင်ကိုဒီ DKBA တပ်ဖွဲ့ဝင်3ယောက်ကအဲ့ဒါဟိုပါပေါ့ဘိုးလုံညိုကြီးတရင်อ่ะဗောနော်ဘိုးလုံညိုကြီးတရင်ဆိုတာကတော့အရင်စီဦးစီးချုပ်ဒါဗိုလ်ချုပ်ကြီးဆော့စတီရဲ့တားတရင်ဗောနော်အဲ့ဒီတရင်က3ယောက်ကအဲ့ဆာယာဖားကောင်ကိုဝင်ကြိတ်လိုက်တာဝင်ပစ်ပလိုက်တာပြစ်ပြီးတော့မှသူတို့ကတခါဒီဟိုပါပေါ့စစ်တပ်တို့ဘာလို့ရှိတဲ့လမ်းတွေကိုရှောင်ပြီးတော့မှသူတို့တနေရာကိုပတ်ထွက်ဖို့အတွက်စူးစမ်းတာပေါ့နော်စူးစမ်းတဲ့ချိန်မှာစစ်တပ်နဲ့ BGF နဲ့ပေါင်းတဲ့အဖွဲ့တွေကကျွန်တော်တို့လှမ်းပြီးတော့မှအကြောင်းကြားမှာပေါ့အကြောင်းကြားဒီလိုတော့ပြစ်ခတ်မှုဖြစ်သွားတဲ့ဂိတ်တွေပိတ်ဆိုပြီးတော့မှပိတ်တဲ့အချိန်မှာစစ်တပ်နဲ့ DKBA နှစ်ဖွဲ့စစ်တပ်နဲ့ BGF ပေါင်းပြီးတော့မှထိုင်တဲ့ဂိတ်ကိုဒီကောင်တွေကတက်သွားပြီးတော့မှတိုးမိတာပေါ့တိုးမိတော့ပြစ်လိုက်တော့အဲ့မှာ2ယောက်တခါထပ်ပြီးတော့မှစစ်တပ်ကကောင်ကိုပြစ်တဲ့ DKBA တပ်ဖွဲ့ဝင်2ယောက်တည်တယ်တယောက်ကတော့ရှင်ဖိုင်အဲ့တော့ဖြစ်စဉ်က DKBA တပ်ဖွဲ့ဝင်နောက်ဆုံးမှ2ခုပေါင်းလိုက်ရင်ဘယ်နှယောက်တည်လဲဆို4ယောက်တည်သွားတယ်